ဒီဘက်အစာမှာဆန်ရွက်ကသူ့ရဲ့သတင်းပို့သမားများကိုကမ်းမလို့ဆီလိုခဲ့ပြီးသတင်းစကားလာပါခဲ့ပါတယ်။ကမ်းမလို့စစ်တီတွေနဲ့ကြော်ပြီးကင်းလဲလာခဲ့တာကြောင့်ဥပမာအနေနဲ့အကုန်လုံးကိုရှင်းပြခဲ့ကြောင်းသတင်းလာပို့ခဲ့တာဖြစ်ပါတယ်။သူတို့ပြောဝင်ရဆိုရဲမတ်တွေပါဝင်ကမ်းမလို့ရဲ့သူရဲကောင်းတွေပါတက်ခံရတာဖြစ်ပါတယ်။ဒီသတင်းကိုအာသာကဘရင်ဦးသားကိုတင်ပြနေခဲ့ပါတယ်။အဲ့အချိန်ဒုရများဖွဲ့ကတိုက်ပွဲဖြစ်ရမှာအသက်ရှင်ကျန်ရည်သူများကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။အဲ့ဒီမှာကမ်းမလို့သူရဲကောင်းစာလီယုံတယောက်သာအသက်ငွေလေးကျန်နေခဲ့ပါတယ်။အဲ့ဒါကြောင့်ဒူရီတွေကသူတို့နေထိုင်ရာကိုအတွင်းကိုခေါ်ဆောင်ကအသက်ဆက်ခွဲတဲ့ကရေနင်းထဲကိုလီယုံကိုတိုက်ခဲ့လိုက်ပါတယ်။တခဏကြာမှလီယုံရဲ့တန်ရာလေးတက်တက်ပြောက်ကင်းသွားပြီးပြန်လည်တတိယလာခဲ့ပါတယ်။လီယုံပြန်ကောင်းလာခဲ့တာကြောင့်ကမ်မလော့ကိုပြန်လာတဲ့အခါအာသာတို့ကဝမ်းမတတာကြိုဆိုခဲ့ကြပါတယ်။လီယုံကသူတေလိုမျိုးမျိုးဖြစ်ခဲ့ရပြီးဒူရီတွေပေါ်အသက်ကျွေးတင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဒူရီတွေလိုပြောလိုက်တာနဲ့ဘရင်ဦးသားကမော်ပညာသုံးခဲ့လားဆိုပြီးမေးခဲ့လိုက်ပါတယ်။လီယုံပြောတာကမော်ပညာသုံးလားမသုံးလားမသိပေမဲ့ခွက်တစ်ခွက်ထဲကရေကိုတောက်ခဲ့ရပြီးခုလိုတက်တာလာကြောင်းပြန်ပြောခဲ့လိုက်ပါတယ်။အဲဒီနောက်လီယုံကိုတမားတို့ဖြစ်တဲ့ကားကစစ်ဆေးခဲ့ပြီးဘာတန်ရမှမတွေ့ရပဲလုံးဝပြန်ကောင်းနေကြောင်းဘရင်ဦးသားကိုရှောက်တင်ခဲ့ပါတယ်။အဲဒါကြောင့်ဘရင်ဦးသားကလီယုံပြောခဲ့တဲ့ခွက်အကြောင်းကိုဂါးရက်ကိုမေးခဲ့တဲ့အခါဂါးရက်ကအသက်ဆက်ခွက်ဖြစ်နိုင်ကြောင်းပြန်ပြောခဲ့လိုက်ပါတယ်။ဂျူးရစ်တွေကလီယုံပြောပုံရဆိုစမ်းရွက်ရဲ့နေမြေမှာနေထိုင်နေတာသိခဲ့ရပြီးအဲ့ဒီသက်ဆက်ခွက်ကိုစမ်းရွက်သာရသွားခဲ့ရင်ကမ်မလော့ကိုစစ်ချီလာမှာကိုဘရင်ဦးသားစိုးရိမ်နေခဲ့ပါတယ်။အဲဒါကြောင့်ခွက်ကိုလက်ဦးမှုရယူဖို့ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မာလင်ကသူရင်တုန်းကနေမွိုင်းဆိုတဲ့စုံမကိုမြင့်မြတ်တဲ့ကျွန်းမှာအနိုင်ယူခဲ့စဉ်ကခွက်ကိုပါတစ်ခါတည်းဖျက်ဆီးသွားတယ်လို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့အဲဒီခွက်ကဖျက်ဆီးလို့မရကြောင်းဂါရကပြောပြခဲ့ပါတယ်။ဘရင်ဦးသားအဲဒီခွက်ကိုဘာလို့ကြောက်နေခဲ့ပြီးလိုချင်နေခဲ့ရတယ်လို့ဂါရက်ကိုမာလင်ကမေးနေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဲဒီခွက်ဟာစစ်ဘရင်ကြီးတစ်ပါးပိုင်ဆိုင်ခဲ့ပါတယ်။ဒီညမှာတော့စစ်ဘရင်ကြီးကသူ့စစ်တပ်ကိုစူးစီးခိုင်းနေပြီးလူတိုင်းရဲ့တွေ့တဲ့ချင်းကိုဖောက်ထုတ်ကခွက်ထဲကိုထည့်ခဲ့လိုက်ပါတယ်။ခွက်ရဲ့ဆွမ်းအားကြောင့်အဲ့ဒီစစ်တပ်ကမသိမျိုးတွေဖြစ်လာခဲ့ကြောင်းဂါရက်ကပြောပြခဲ့ပါတယ်။အဲ့ဒီခွက်သားစမ်းရွက်ပိုင်ဆိုင်သွားခဲ့ရင်ကမ်မလော့ကိုဖျက်ဆီးပြမှာဖြစ်ပါတယ်။ဒါကိုသိနေခဲ့တဲ့ဘရင်ဦးသားကအဲ့ဒါကြောင့်ခွက်ကိုအသေးအံလူချင်းနေတာဖြစ်ပါတယ်။အဲ့ဒီနောက်ဘရင်ဦးသားကအာသာကိုခေါ်ခဲ့လိုက်ပြီးခွက်ကိုတယောက်တည်းလှုပ်ဝက်ဆက်သွားယူဖို့တာဝန်ပေးခဲ့လိုက်ပါတယ်။ဘရင်ဦးသားရဲ့ပြောစကားကိုမော်ဂနာကတိတ်တဆိတ်ခုနာခေါင်းနေခဲ့ပါတယ်။အဲ့ဒီနောက်အာသာကသူ့ဖေပေးတဲ့တာဝန်ဖြစ်တဲ့ခွက်ကိုသွားယူဖို့မာလင်ကိုပြင်ဆင်ခိုင်းနေခဲ့ပါတယ်။အာသာကခွက်သွားယူမဲ့ကိစ္စကိုမာလင်ကိုတောင်ပြောပြပဲခီးတစ်ခုတည်းလို့ပြောပြီးပြင်ဆင်ခိုင်းခဲ့တာဖြစ်ပါတယ်။အဲ့အချိန်မော်ဂနာကသူ့မမော်ဂန်နဲ့တွေ့ခဲ့ပြီးခွက်เจ้าကိုပြပြကအဲ့ဒီခွက်ကစမ်းရွက်ရဲ့နေမြေမှာရှိတဲ့ဒူးရီတွေရဲ့လက်ထဲမှာဆိုတာပါပြပြခဲ့ပါတယ်။အဲ့ဒါကြောင့်မော်ဂန်ကစမ်းရွက်ကိုတုံးချကခွက်ကိုရယူမှာဖြစ်ပါတယ်။နောက်တစ်ရက်မှာမာလင်နဲ့အာသာထွက်သွားတာကိုမော်ဂနာကရဲတိုက်ပေါ်ကနေကြည့်နေခဲ့ပါတယ်။မာလင်နဲ့အာသာစမ်းရွက်နေမြေထဲဝင်လာတဲ့အခါကျုံကုန်တွေဖြစ်တဲ့ဂျားလို့ခေါ်တဲ့သူရဲ့တစ္ဆာကန်တွေကမာလင်တို့ကိုဖမ်းခဲ့လိုက်ပါတယ်။ဂျားလို့ခေါ်တဲ့ကျုံကုန်တွေကသူတို့ကိုပျက်စီးနေတဲ့ရဲတိုင်းမှာဖမ်းထားခဲ့ပြီးအဲ့မှာဂွိုင်းလည်းရှိနေခဲ့ပါတယ်။ဂျားကဖမ်းညစ်ခံရတဲ့သူတွေကမာလင်ကိုရွေးခဲ့ပြီးသူတို့ရဲ့ချက်ပင်ကြီးနဲ့တိုက်ခိုက်ခိုင်းကနိုင်ခဲ့ရင်တော့ဒီကနေလွတ်ပေးမှာဖြစ်ပါတယ်။အဲ့အချိန်အာသာကသူနဲ့တိုက်ခိုက်မယ်လို့ပြောခဲ့လိုက်ပါတယ်။အာသာတော့မသိတာကဂျားရဲ့ချက်ပင်ဆိုတာဂွိုင်းပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်အာသာနဲ့ဂွိုင်းတိုက်ခိုက်ခဲ့ရပြီးဂွိုင်းကဟန်ဆောင်ပြီးတိုက်ခိုက်ဖို့အာသာကိုပြောခဲ့လိုက်ပါတယ်။တယောက်သားတိုက်ခိုက်နေချိန်မာလင်ကမော်ပညာနဲ့ဘေးနားကမိတော့ကိုရှင်တင်ကကျိုးတွေကိုလောင်ကျွမ်းနေခဲ့ပါတယ်။မိရောက်တွေများလာခဲ့တာကြောင့်လူများရုံရင်းဆန်ကန်ဖြစ်နေချိန်အာသာမာလင်နဲ့ဂွိုင်းတို့ကရဲတိုက်ကနေထွက်ပြေးလာခဲ့ကြပါတယ်။တစ်ဖက်မှာမော်ဂန်ကအာသာတို့ကိုကျုံကုန်တဲ့ကြားဖမ်းထားတဲ့အကြောင်းစမ်းထွက်ကိုစိတ်လိုနေခဲ့ပါတယ်။စမ်းထွက်ကကျုံကုန်တဲ့ကြားနဲ့သဘောတူညီချက်ထားတာကြောင့်တွားရှုပ်လို့မရဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာအာသာနဲ့မာလင်ကသူတို့ရဲ့ရှာဖွေမှုကြောင်းကိုပြောပြခဲ့ပြီးဂွိုင်းကလည်းသူတို့ကိုကူညီမယ်လို့ပြောခဲ့လိုက်ပါတယ်။ကျုံကုန်တဲ့ဖြစ်တဲ့ကြားကအာသာရဲ့ကြံနေတဲ့အိတ်ထဲကစာရွက်ကိုစမ်းထွက်ကိုလာပြကစူးလက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့မော်ဂန်ကသူ့ရဲ့မော်ပညာနဲ့ကျုံကုန်တဲ့ကိုတပ်ပစ်ခဲ့လိုက်ပါတယ်။အဲဒီနောက်အာသာတို့ကဒူးတစ်တွေနေလို့ထင်ရတဲ့ဂူရှိရဝင်ရောက်လာခဲ့ပါတယ်။ဂူထဲမှာကလေးတယောက်ကိုတွေ့ခဲ့ရတာကြောင့်ကလေးကိုတစားကန်လောက်ကခွက်ကိုတောင်းဆိုခဲ့ပါတယ်။အဲအချိန်ဒူးတစ်ကောင်တော်ထွက်လာခဲ့ပြီးခွက်ကိုလွန်လလားပေးခဲ့လိုက်ပါတယ်။ပြီးတော့ခွက်ရဲ့ဆွမ်းအားကြီးမာတာကြောင့်အာသာမသိနိုင်တဲ့စွန်သားမှုတွေကြုံရလိမ့်မယ်လို့ပြောခဲ့လိုက်ပါတယ်။အာသာတို့ကခွက်ကိုယူပြီးပြန်ဖို့လုံးမှာဒူးတစ်ကောင်ဆောင်ကမာလင်ကိုမော်ဆွမ်းနဲ့အမ်မရက်လို့ခေါ်ကခွက်ကိုတည်တည်ချာစောင့်ရှောက်ဖို့မှာခဲ့လိုက်ပါတယ်။အဲဒီနောက်မာလင်အာသာနဲ့ဂွိုင်းတို့ကခွက်ကိုယူပြီးပြန်လာခဲ့ချိန်လမ်းမှာစမ်းရွက်ရဲ့ရမက်တွေကအတင်းဆောင်နေခဲ့ကြပါတယ်။အဲဒါကြောင့်လူသူကဲထွက်ပြေးချိန်အာသာရဲ့ခြေတော်များမှန်ခဲ့ပြီးအသက်ဆက်ခွက်ကိုရဲမက်တရာရောက်သွားခဲ့ပါတယ်။အဲအချိန်မာလင်ရောက်လာခဲ့ပြီးမော်ပညာသုံးပြီးတိုက်ခိုက်ခဲ့ပေမဲ့အသက်ဆက်ခွက်ကတောင်အောက်ကိုတင်ကျသွားကရန်သူလက်ထက်ရောက်သွားပြီးခွက်ကိုဆုံးရှုံးခဲ့ရပါတယ်။အဲဒီညမှာအာသာကမြားစိတ်ကြောင့်ဖျားတက်နေခဲ့ရပါတယ်။မာလင်ကဂွိုင်းကိုထင်ရှားခိုင်းခဲ့ပြီးအာသာကိုမော်ပညာနဲ့ကုသဖို့လုပ်ခဲ့ပေမဲ့ထီအောင်မရှိပဲဖြစ်လို့နေပါတယ်။တစ်ဖက်မှာမော်ဂန်ကအသက်ဆက်ခွက်ကိုအသုံးပြုပြီးစမ်းရွက်ရဲ့စစ်တပ်ကြီးကိုမသိမျိုးဖြစ်စီရင်နေခဲ့ပါတယ်။အခန်းမလောက်မှာတော့အာသာပြန်ရောက်မလာတာကြောင့်လီယုံဦးဆောင်ကအာသာကိုရှာဖွေဖို့ဘရင်ဦးသားကစေလွှတ်ခဲ့ပါတယ်။တစ်ဖက်မှာစမ်းရွက်ရဲ့လူတွေကမော်ဂန်ရဲ့စကားကိုသာနာခံပြီးတော့စမ်းရွက်ကိုအပြတ်ရှင်းခဲ့လိုက်ပါတယ်။
အဲ့ဒီနောက်မော်ဂန်နဲ့သူ့ရဲ့မသိမျိုးစစ်တပ်ကကမ်မလော့ကိုစစ်ချပြီးလာနေခဲ့ပါတယ်။ဒါကိုလီယွန်ဦးဆောင်တဲ့အဖွဲ့ကတွေ့ခဲ့ရတာကြောင့်ကမ်မလော့ကိုသတင်းပို့ဖို့လုပ်ခဲ့ပေမဲ့တောထဲမှာတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။လီယွန်ကမော်ဂန်ရဲ့ရမတယောက်ကိုဓာတ်နဲ့ထိုးခဲ့လိုက်တဲ့အခါမသိနိုင်ဘူးဆိုတာသိခဲ့ရတာကြောင့်ထွက်ပြေးလာခဲ့လိုက်ပါတယ်။လီယွန်ကကမ်မလော့ကိုမြန်ပြန်လာခဲ့ပြီးမသိနိုင်တဲ့စစ်တပ်ကြီးကကမ်မလော့ဦးတီလာနေကြောင်းပြောခဲ့တဲ့အခါဘင်းဦးသားထိတ်လန့်နေခဲ့ပြီးပြန်လဲခုခံဖို့လီယွန်ကိုမိန်ပေးခဲ့လိုက်ပါတယ်။ဘင်းဦးသားကအသက်ဆက်ခွက်အကြောင်းကိုလှုပ်ဝက်စာထားခဲ့ပေမဲ့စမ်းထွက်ဘလို့သိခဲ့လဲဆိုတာအဖြေရှာများဖြစ်နေခဲ့ပါတယ်။ဂါရက်ကနန်းတော်ထဲမှာတစ္ဆာပေါက်ရှိနေပြီဖြစ်ကြောင်းဦးသားကိုရှောက်တင်ခဲ့ပါတယ်။အဲဒီကိစ္စကိုကြားခဲ့တဲ့အခါမော်ဂန်နာကအားအကျဉ်းစွာပြုံးနေခဲ့လိုက်ပါတယ်။အဲဒီနောက်ခွန်ကအာသာစီကဘာသတင်းမှမကြားရပဲကမ်မလော့မှာစမ်းထွက်ရဲ့တက်တွေဝိုင်းခံထားရပြီးအကုန်တက်ခံရတော့မယ်လို့မော်ဂန်နာကိုပြောနေခဲ့ပါတယ်။အဲဒီအချိန်မော်ဂန်နာကသူတို့ဆန့်ကျင်သူတွေသာတက်ခံရမယ်ဆိုတာပြောပြခဲ့ပြီးဂွန်ကိုစီးအောင်နေခဲ့ပါတယ်။အဲဒါကြောင့်ဂွန်ကအခြေအနေကိုသိခဲ့ရပြီးမော်ဂန်နာကိုတစ္ဆာရှိနေမယ်ဖြစ်ကြောင်းပြန်ပြောခဲ့လိုက်ပါတယ်။တစ်ဖက်မှာသတိမင်းနေတဲ့အာသာနိုးလာခဲ့ပြီးဖက်ကစမ်းထွက်တို့ရသွားခဲ့တာကြောင့်ချက်ချင်းကမ်မလော့ကိုပြန်လာခဲ့ကြပါတယ်။အာသာတို့ပြန်လာခဲ့ပြီးနန်းတော်ကိုမရောက်ခင်မိရှုချင်ခံထားရတဲ့ရွာများနဲ့အစုလိုက်ပြုံလိုက်တက်ခံထားရတဲ့ကမ်မလော့ရဲမတ်တွေကိုတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်အာသာမာလင်နဲ့ဂွိုင်းတို့ကနန်းတော်ကိုပြန်လာခဲ့ကြပါတယ်။မြို့ကိုပြန်ရောက်တဲ့အခါအရာလုံးပြည့်စည်နေခဲ့တာကြောင့်အာသာတို့ကဂွိုင်းရဲ့အိမ်ကိုဝင်ခဲ့တဲ့အခါပုံနေတဲ့ဂွိုင်းရဲ့ကိုအိုင်လန်ကိုသာတွေ့ခဲ့ရပါတယ်။အိုင်လန်ကမသေးတဲ့စစ်တဲ့အကြောင်းနဲ့နန်းတော်ပါသိမ်းခံရပြီးသူမဂွန်လည်းအဲ့မှာရှိနေတဲ့ဆိုတာပါပြောပြခဲ့ပါတယ်။အဲ့ဒီနောက်သူတို့လေးယောက်ကနန်းတော်တွေကိုခွင့်ခဲ့ပြီးဘင်းဦးတော်လိုက်ရှာဖို့စီစဉ်ခဲ့ကြပါတယ်။အာသာကတော့မြားမန်တန်ရကြောင့်မတော်နိုင်ပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒါကြောင့်မာလင်ကဂွိုင်းတို့ကိုဘင်းဦးတော်ရှာခိုင်းခဲ့ပြီးအာသာကိုတော့ဆေးထည့်ပေးဖို့သူတို့အိမ်ကိုခေါ်လာခဲ့ပါတယ်။မာလင်တို့အိမ်ရောက်တဲ့အခါပုံနေတဲ့ကားတက်ကိုတွေ့ခဲ့ရတာကြောင့်ဝမ်းမတက်စွာဖြစ်သွားခဲ့ပြီးအာသာရဲ့ဒဏ်ရာကိုဆေးထည့်ခိုင်းခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မာလင်ကသူ့ခန်းမှာရှိတဲ့မော်စာအုပ်နဲ့ဖေရှာပြင်ပေးထားခဲ့တဲ့လက်ဆောင်ကိုပါယူနေခဲ့ပါတယ်။အဲ့ဒီအချိန်ဂွိုင်းတို့ပြန်ရောက်လာခဲ့ပြီးဘင်းဦးသားတက်ရှင်နေသေးကြောင်းနဲ့နန်းတော်ရဲ့ညီလာခံကျင်းပရာခန်းမကိုခေါ်ဆောင်သွားကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒါကြောင့်ဂါရက်ကိုခေါ်ဆောင်ကတော်တဲ့ထွက်ပြေးဖို့ဂွိုင်းနဲ့အိုင်လန်ကိုအာသာကပြောခဲ့လိုက်ပါတယ်။ပြီးတော့မာလင်ကိုပါသွားတင်ကြောင်းပြောခဲ့ပေမဲ့မာလင်ကအာသာနဲ့နေခဲ့မယ်လို့ပြန်ပြောခဲ့လိုက်ပါတယ်။ပြီးတော့ခမ်းမဆောင်ရှိရာကိုလာခဲ့တဲ့အခါမော်ဂန်ရဲ့ရှေ့မှောက်မှာဘင်းဦးသားကိုခေါ်ဆောင်လာခဲ့ပြီးမော်ဂန်ကတရဖူကိုမလိုအပ်တဲ့ကြောင်းဦးသားကိုပြောကတရဖူကိုယူသွားခဲ့ပါတယ်။ဒါကိုဒေါသထွက်နေတဲ့ဘင်းဦးသားကကမ်မလော့ဥပဒေအရမော်ဂန်ကထင်းနဲ့ဆက်ခံခွင့်မရှိကြောင်းပြောခဲ့တဲ့အခါသူသမီးဖြစ်တဲ့မော်ဂန်နာထွက်လာခဲ့ပြီးမော်ဂန်နာကသူမဆက်ခံခွင့်ရှိတယ်မလားဆိုပြီးဦးသားကိုမေးခဲ့လိုက်ပါတယ်။ပြီးတော့ပလင်မော်ကိုထိုင်ကတရဘူကိုရယူပြီးကမ်မလော့ထီနံကိုပိုင်စီခဲ့လိုက်ပါတယ်။ဒါကိုမာလင်းနဲ့အာသာကခမ်းမဆောင်ဘောကနေအံ့ဩစွာကြည့်နေခဲ့ရပါတယ်။ဘင်းဦးသားကတော့သူသိရှိရတဲ့သူသမီးကသူ့ကိုတစ္ဆာဖောက်ကထီနံကိုလူယူခဲ့တာကြောင့်နောင်နာများစွာနဲ့အသေးတွေကြေကွင်းနေခဲ့ရပါတယ်။